မှာမနေ့9နာရီပဲရှိသေးတယ်နေရလဲပူလိုက်တာခုလိုချိန်ဆိုစိုက်ခင်းထဲမှာရေဖြန့်ဆေးပြဲနေတဲ့တောင်သူတွေကတော့ပူပြီးမောဟိုက်နေမှာသိကြပါတယ်အခုလိုမနက်9နာရီဆိုရင်ကိုအရန်ပူတဲ့အနေနဲ့ဆေးဖြန်းရမှာချစ်ကုံလက်ပန်းကျနေတဲ့တောင်သူများအတွက် TTK ကနေတင်လေးဖြန့်ချီထားတဲ့ Rhino ရဲ့ Rhino ဆေးပြားမုံနဲ့ Rhino Booster အကြောင်းကိုမိတ်ဆက်ပေးပါမယ်ရှင်အရင်ဆုံးအရေးသွေးစိတ်ချရတဲ့ဒီ Rhino ဆေးပြားမုံအကြောင်းလေးကိုပြောရမယ်ဆိုရင်တော့ဒီဇိုင်းအနေထားကိုတစ်ချက်ကြည့်လိုက်နော်ဘယ်ဆေးပြားမုံနဲ့မှမတူကွဲထက်နေတဲ့ဒီဇိုင်းနဲ့လာတယ်ဘက်ထရီကလည်းတွဲဖို့ရှိတော့အချိန်6နာရီကြာစက်တိုင်းအသုံးပြုလို့ရပါတယ်ရှင်နောက် 2.0 ampere adapter ကိုသုံးထားတာကြောင့်အသေးမြန်တယ်အဲ့တော့အလုပ်တွေကိုမြန်မြန်လုပ်လို့ရပါတယ်သူကနည်းနည်းလေး weight ပါတယ်ဆိုပေမဲ့တကယ်တမ်းသုံးတဲ့အခါမှာတော့ထင်သလောက် weight မပါဘဲပေါ်ပါနေပါတယ်သူ့မှာသုံးထားတဲ့ကော်သားက quality ကောင်းသားဖြစ်တဲ့အတွက်ຫນွေမိုးဆောင်300တီလုံးလည်းအကျန်းခံတယ်ဒီတော့တစ်ခါဝယ်ပြီးရေရှည်သုံးလို့ရတာကိုစိုက်တယ်ဆိုတဲ့သူတွေအတွက်ဒီ Rhino ဆေးဖြန်းပုံးလေးကိုဝယ်ထားလိုက်တော့နော်ပြီးရင်ဒီချိတ်ကခေါင်းလေးကလည်းအလွယ်တကူတက်ဆင်အသုံးပြုလို့ရတဲ့အပြင်ဘားက 6.8 ဆိုတော့ဒီထက်တဲ့ပြင်းအားအရန်ကောင်းလို့လူကအတော်လေးတက်တာစေပါတယ်ရှင်အခု Rhino ဆေးဖြန်းပုံးလေးနဲ့ဒီ Rhino Booster လေးနဲ့ကိုတွဲဖက်ပြီးအသုံးပြုမယ်ဆိုရင်တော့မိတ်ဆွေတို့အားလုံး Rhino မ Rhino ဖြစ်သွားမယ်နော်သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ဆယ်ပေအကွာဝေးထိကိုရေပတ်ဖြန်းနိုင်တာကြောင့်ထိန်တိုအတွင်းမှာအထီးရောက်ဆုံးပတ်ဖြန်းပေးနိုင်ပါတယ်ဒီတော့တောင်သူတို့ရဲ့ရေဖြန်းချိန်ကလည်းတော်တော်လေးကိုအချိန်ကုန်တက်တာပေါင်းပါပါကဲအခုပြပြသားတဲ့ Rhino ဆေးဖြန်းမုံနဲ့ Rhino Booster ကိုအပင်နေကြီးထွားဖို့အရွက်တွေလာဖို့မိမိဆိုင်ကင်းမှာရေပဲဖြန်းဆေးပဲဖြန်းသုံးကျင်နေဆိုရင်ညီမတို့ TTK Machinery and Power Tool Company မှာအရေးသေးအာမခံပစ္စည်းမှန်ကန်တဲ့ဈေးနှုန်းနဲ့ရရှိမှာမို့ကိုယ်တိုင်သုံးဆွဲခြင်းတဲ့သူပဲဖြစ်ဖြစ်တစ်စစ်ပြန်လဲရောက်ချလိုခြင်းနဲ့ကုန်သွယ်မိတ်ဆွေတို့အတွက်ဆိုရင်3ညကို84လုံး20 200 3ညကို9 4 3လုံး 33900ကိုဆက်တွယ်လိုက်ပါနော်